အမျိုးတို့ရေ organic စားပဲကြီးကတော့စားရကန်ကြုံတော့မုတ်စိတ်ပြားဆွဲပြီဗျာအညာကရွာတရွာအကျုပ်ဗီဒီယိုတွေကြိုက်လို့လေသူတို့ရွာလာခဲ့ဖို့ဖိတ်စာပို့လိုက်တယ်ဗျာအမျိုးတို့ရေကားကတော့စထွက်ပြီပြုတ်ကျုပ်ကတော့ဟိုရောက်ရင်ဘာ organic တွေစားရမလဲဆိုတာတွေးပြီးရင်းနေတော့ခုန်နေပြီဗျာကျွန်တော်နဲ့တူတူလိုက်ခဲ့ကြပါအောင်ဗျာကဲကျွန်တော်ကိုလာကြိုတဲ့နွားလဲတော့ရောက်ပြီပြုတ်နွားလဲလေးစီးပြီးရွာကိုလိုက်သွားလိုက်အောင်မယ်ဗျာမှောင်တော့မယ်မြန်ပေါင်းဗျာနွားလဲဆရာရေကို organic ကြီးတောင်ရောက်ပြီလားမှောင်လဲမှောင်နေပြီဆိုတော့ဒီညတော့နားလိုက်တော့နော်မနေ့ဖြန်မှာ organic အစ်စ်တွေကျွေးမယ်နော်လာညီမနားရမယ့်နေရာလိုက်ပြမယ်ဒါကကို organic ကြီးနားရမယ့်နေရာပဲညီမတခုတတိပေးမယ်ည7:00နာရီကျရင်တရားရောက်တကားလာခောက်လိုက်မယ်အဲ့ကြောင့်လုံးဝဖွင့်မပေးနဲ့နော်ညီမသွားပြီဒီရွာလူတွေကထူးဆန်းတာပဲရွာဝင်ကကလေးတွေကလည်းရှေ့ခက်အုပ်စားတွေနဲ့အခုလည်းဟိုကောင်မလေးကဘာတွေပြောသွားလဲမသိဘူးစမ်းသီးတော့စမ်းသီးပဲသူ့ကိုဒီညမချောက်လှန်နေအောင်ကြောက်ပြီးအိတ်ရဲတွေပြက်ပြီးပိန်သွားရင်အရသာပြက်နေအောင်ပဲ2 ရက်လောက်တေချာကျွေးမွေးပြီးမှစားကြတာပေါ့ဟိုင်း7 နာရီထိုးတော့မယ်ဟိုကောင်မလေးပြောတဲ့အချိန်ရောက်ပြီတကယ်ပဲတခါလာခောက်မလားမသိဘူးရင်တုံလိုက်တာဗျာဘယ်သူမှလည်းတခါလာမခောက်ပဲနဲ့ဟိုကောင်မလေးငါ့ကိုတက်လာစားသွားတယ်တော်သေးတယ်ငါတရေပါညာမကြောက်တတ်တဲ့ကောင်မို့ခုတော့အိပ်ပြီကွာကို organic ကြီးတောင်ထနေပြီကိုညကအိတ်လို့မှပြောရဲလားလာအခုကို organic ကြီးကြိုက်တဲ့ organic မနက်စာပြင်ပေးထားတယ်အညာကတဘာဝမနက်စာလေးဗျာဘူးသီးကြောနဲ့ထမင်းချမ်းကြော်လေးဗျာဒါမျိုးတီးကျင်တွေကကြားလာပြီဗျာစားကြပါဦးမျိုးတို့ရေကျုပ်ကတော့ဘိုက်တင်းနေအောင်တီးပြီပြောဒါကအစောနာကို organic ကြီးကိုကြော်ကျွေးတဲ့ဘူးသီးတွေစိုက်တဲ့နေရာလေဒီဘက်မှာလည်းကြက်ဟင်းကားသီးတွေအကြီးကြီးပဲဒီခရမ်းကျင်သီးကကြီးလိုက်တာဗျာဘာမြေဥစ္စာတွေတုံးလို့အဲ့လောက်ကြီးနေရတာလေဗျာကျမတို့ကတဘာဝလူသားမြေဥစ္စာတုံးတာလေခုနစပြောတာနော်ကို organic ကြီးကြောက်မနေနဲ့အောင်ရပါတယ်ဗျာကျုပ်ကတော်တော်ကြောက်တတ်တဲ့သူမဟုတ်ပါဘူးကဲကျုပ်ရေချိုးလိုက်အောင်မယ်ဗျာကို organic ကြီးကအသားတွေများလိုက်တာနော်စီပြန်လေးချက်စားရင်ရှယ်ပဲဒီရွာလူတွေကတခုခုထူးဆန်းနေတယ်ငါဘာသူရွာထဲလျှောက်ပြီးတိတ်လေးပတ်ကြည့်အောင်ပါပဲဒါမှဒီလူတွေဘာတွေကြံစည်နေလဲသိမှာရွာကလူတွေအကုန်လုံးအိမ်နဲ့စုဝင်နေပါလားဘာဖြစ်နေလဲသိအောင်ငါအပေါက်ဝကနေအตาလေးသွားချောင်းကြည့်မှာပဲအားလုံးသဘောတူကြပြီဆိုရင်ဒီညငါတို့အဲ့ဒီဝတ်တုပ်လေးကိုချက်စားကြမယ်ခုညသူ့ကိုကျွေးမဲ့ညစာထဲမှာအိတ်စိတ်ထည့်ကျွေးလိုက်မယ်သူတို့တွေကငါ့ကိုချက်စားဖို့ကြံ့ကြတာပဲငါဒီညနဲ့တို့ကျွေးမဲ့ညစာကိုမစားပဲစားကြအောင်ဆောင်လိုက်မှာပဲမြန်ပြန်ပြီးစီစဉ်စရာရှိတာစီစဉ်မှာပဲကို organic ကြီးရေညစာစားရအောင်ကို organic ကြီးကြိုက်တဲ့ထန်းရည်နဲ့ကြက်ကြော်လေးပြင်ပေးထားတယ်လာညီမနဲ့လိုက်ခဲ့ကဲဗျာညစာမစားခင်ခင်ဗျားတို့ပေးစရာလက်ဆောင်ရှိတယ်မြို့မရှင်နာမည်ကြီးอ่ะနော်တယောက်တစ်ခွက်စီတောက်ဗျာကျုပ်နှဲ့ပေးမယ်ကျုပ်လည်းတောက်မယ်ဗျာငါ့ကိုချက်စားခြင်းနဲ့တရေတွေအရက်ထဲအိတ်ဆေးထက်တိုက်လိုက်တာဘာတက်နိုင်သေးလဲ organic စားပဲယူအချင်းလာထင်နေတယ်မှတ်ပြီလားကွာဒီရွာကိုမလာခင်တည်းကဒီရွာလူတွေကလူတွေမဟုတ်ဘူးဆိုတာကြိုသိပြီးသားခုလို organic တရေသားစားခြင်းလို့တက်မဲ့လာခဲ့တာကွာ